မင်္ဂလာပါခင်ဗျာမိမိကိုမုန်းတီးနေတဲ့သူတွေများနေရင်အဲ့မုန်းတီးတဲ့သူတွေကိုပြန်ပြီးချစ်လာအောင်ကျွန်တော်ခုပြောမဲ့အဆောင်လေးကိုပြုလုပ်ထားကြည့်ပါအဲ့တော့မိမိကိုမုန်းတဲ့သူတွေများပြီးတော့ရန်ပြုတ်တဲ့သူတွေများနေတယ်အဲ့တော့ကိုဘာပဲလှုပ်လို့မျက်နှာကောင်းမရဘူးကိုအပြစ်တွေပဲမြင်နေတယ်အလုပ်ထဲမှာပဲဖြစ်ဖြစ်မိတ်ဆွေအပေါင်းအသင်းတကယ်ချင်းတွေပဲဖြစ်ဖြစ်မျက်နှာမရဘူးပေါ့နော်ကိုကလူမုန်းများသလိုဖြစ်နေတယ်ပြီးရင်ကိုကစကားကောင်းပြောလိုက်ရင်သူတို့အဆိုးတွေမြင်နေတယ်အဲ့လိုတွေဖြစ်နေတယ်ဆိုလို့ရှိရင်မိမိတို့လူချစ်လူခင်ပေါ်များသွားအောင်အဲ့တော့ရန်အနှောက်အယှက်အတိုက်ခံပြုမဲ့သူတွေကလည်းပဲကိုယ့်ကိုချစ်လာအောင်လို့စောင်းရမယ့်အဆောင်လေးတစ်ခုပြောပြပါမယ်အဲ့ဒါကိုဘယ်နေ့မှလုပ်ရမလဲဆိုရင်မိမိရဲ့မိတ်ကြတဲ့နေ့မှာအဲ့ဒီအစီအုံလုပ်ရပါမယ်အဲ့တော့တနင်္ဂနွေသားသမီးတွေဆိုရင်ကြာသပတေးနေ့မနက်မှာလုပ်ရမယ်တနင်္လာသားသမီးတွေဆိုရင်ဗုဒ္ဓဟူးနေ့မနက်မှာလုပ်ရမယ်အင်္ဂါသားသမီးတွေဆိုရင်တောက်ကြနေ့မနက်မှာလုပ်ရမယ်ဗုဒ္ဓသားသမီးတွေဆိုလို့ရှိရင်တနင်္လာနေ့မှာလုပ်ရမယ်ကြာသပတေးသားသမီးတွေဆိုလို့ရှိရင်တနင်္ဂနွေနေ့မှာလုပ်ရမယ်တောက်ကြသားသမီးတွေဆိုလို့ရှိရင်အင်္ဂါနေ့မှာလုပ်ရမယ်စနေသားသမီးတွေဆိုလို့ရှိရင်ဗုဒ္ဓနေ့ညနေမှာကျွန်တော်တို့ပြုလုပ်ရပါမယ်အဲ့လိုအချိန်ကာလလေးတွေမှာဒီရေရာလေးကိုလုပ်ရမှာပေါ့လေအဲ့တော့ဘာလုပ်ရမှာလဲဆိုလို့ရှိရင်လေးညင်းမွင်လေး6ပွင့်ကိုကျွန်တော်တို့ဒီပိတ်အဖြူလေးထဲမှာထည့်လိုက်ပါလေးညင်းမွင်လေး6ပွင့်ကိုပိတ်ဖြူလေးထဲမှာထည့်မယ်အထုပ်လေးထုတ်လိုက်ပြီးရင်ဖះရှိမှာဖះရှိခိုးမယ်၅ပါးသီလခံယူမယ်ပြီးလို့ရှိရင်မြတ်စွာဘုရားရဲ့ဖះဂုံတော်ဖះရှင်ရဲ့ဂုံတော်9ပါးရဲ့မှာနော်ဖះဂုံတော်9ပါးရဲ့မှာအနုတ္တရောပုရိသဓမ္မတာတတိဆိုတဲ့ဂုံတော်ကိုကျွန်တော်တို့မိမိရဲ့သက်စိတ်ရုပ်ဖတ်ပြီးတော့ပွားရပါမယ်အဲ့တော့အနုတ္တရောပုရိသဓမ္မတာတတိဆိုတာဒီမလိမ္မာမယဉ်ကျေးတဲ့သူတွေကိုလိမ္မာယဉ်ကျေးအောင်နော်ပြုပြင်တဲ့ဆုံးမတဲ့နေရာမှာအတုမရှိဖြစ်တော်မူတဲ့အတွက်ကြောင့်မလို့ဒီပေါ့နော်အနုတ္တရောပုရိသဓမ္မတာတတိဂုံတော်မြည်တယ်ပေါ့ဒါကြောင့်မလို့အနုတ္တရောပုရိသဓမ္မတာတတိကိုမိမိရဲ့သက်စိတ်အဲ့ဒါရွတ်ပြီးတော့မှအဲ့ဒါလေးကိုစောင့်ထားပါကိုသွားလေရမှာအဲ့ဒါလေးကိုယူသွားပါဆောင်ထားခြင်းအဖြစ်အဲ့ဒါလူချစ်လူခင်တွေပေါ်များပြီးတော့ရံပြူတဲ့သူတွေကအစကိုအဲ့ဒါချစ်ခင်သွားစေပါတယ်တဲ့မြတ်တာတူပေါ့ဟိုကိုပေါ်မှာဒီပေါ့မျက်နှာမြင်ချစ်ခင်သွားတာပေါ့လေအဲ့တော့ဒီအဆောင်ကိုဆောင်ထားတဲ့အချိန်မှာတဲ့မိမိအနေနဲ့အမဲသားတော့မစားပါဘူးတဲ့အမဲသားတော့ရှောင်ထားရမယ်တဲ့နော်အဲ့တော့ဒါသည်ရံပြူတဲ့သူတွေရံအန္တရာယ်ပေးမဲ့သူတွေကိုမုန်းတီးနေတဲ့သူတွေရဲ့ရံကနေကင်းဝေးပြီးတော့လူချစ်လူခင်ပေါ်များစေတဲ့အဆောင်လေးပဲဖြစ်ပါတယ်